အခုကျွန်တော်ရောက်နေတာကတော့အဒိဋ္ဌံအောင်အင်ကြီးလှိုင်ကူပဲဖြစ်ပါတယ်ပြင်ဦးလွင်မြို့နယ်တွေကပါကျွန်တော်တို့နှိဖျားဘက်ကနေသွားတာပါဒီဘက်မှာဆိုဘာတွေထူးရှားလဲဘာတွေရှိလဲကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်လိုက်ပါလူတီနဲ့အရောက်ပေါက်အရန်နေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့တော်တော်လေးကိုမှခန်းနာထဲသွားတဲ့အရာတွေအများကြီးကိုဒီနေရာမှာတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နှိဖျားဘက်ကနေလာပြီးဆိုဒီလမ်းကြားလေးတွေတိုင်ဝင်လာမှာပေါ့နော်အဲ့မှာဆိုလို့ရှင်ဒီမှာထူးရှားတာကတော့ဒီဘက်ကနဂယုံဖျားတွေအကုန်လုံးဒီအမဲရောင်တွေပဲဖြစ်ပါတယ်ဒီဘက်ကဖျားမိုးပေါက်ကြီးမှာဆိုရှင်လည်းငကယုံဖျားအမဲကြီးငကယုံငကားကြီးအမဲကြီးရှိတယ်ပေါ့နော်ဒီဘက်ကငကယုံဖျားတွေဒီငကားအမဲရောင်ကြီးတွေဖြစ်တယ်ပေါ့နော်တော်တော်လေးကိုမှတက်ပယ်တဲ့ဒီဗုဒ္ဓရုပ်ပွားတော်တွေလည်းအများကြီးရှိပါတယ်ဒီဘက်မှာဆိုလို့ရှင်ကျွန်တော်တို့ဒီဘက်မှာပြည်တိုင်းတော်ရုပ်ကြီးပေါ့နော်အဲ့ကနေဟိုအောက်ထဲမှာလှိုင်ကူကြီးရှိပါတယ်အဲ့ဒီလှိုင်ကူကြီးတွေကိုကျွန်တော်နဲ့အတူတူသွားလိုက်အောင်ကျွန်တော်ဒီဘက်ကနေဆင်းပြီးတော့လမ်းလျှောက်အောင်ပတ်ပြီးတော့လမ်းလျှောက်မှာပဲဖြစ်ပါတယ်အဲ့တော့ let's goအဲ့လိုဆင်းလာပြီဆိုလို့ရှိရင်ဒီဘက်ဘေးလေးမှာကျွန်တော်တို့ဒီနန်းတွေလည်းတွေ့ရမှာပဲဖြစ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တဘာဝတိုင်းဖြစ်နေတဲ့ကြောက်တုံးတွေကဟိုနည်းနည်းပါးပါးပြန်ပြီးတော့အင်္ဂလိပ်လေးပါလေးနဲ့ပြန်ပြီးတော့နည်းနည်းပါးပြုတ်ပြန်ပြီးတော့ဆင်နဲ့တူလို့ဆိုပြီးတော့ဆင်ရုပ်ကြီးတွေပြန်ပြီးတော့ဟိုလှုပ်တာပဲဖြစ်ပါတယ်ပြုတ်လှုပ်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအောက်ကလိုင်းကူတော်တွေကိုဝင်မယ်ဒီဘေးမှာဆိုလို့ရှိရင်ဒီလိုဆင်ရုပ်လေးရှိရပါတော့တချို့ကြောက်တုံးတွေဒီတဘာဝဒီကျွန်တော်တို့ဒီဒီအကောင်လေးတွေနဲ့တိရစ္ဆာန်လေးတွေနဲ့တူနေတဲ့အချိန်မှာဒီအဲ့ကြောက်တုံးတွေကိုသူတို့ကပြန်ပြီးတော့ရုပ်လုံးကြွအောင်ဆရာတွေနဲ့တိုင်ပင်ပြီးတော့ပြန်ပြီးပုံခေါ်ထားလေးလည်းရှိပါတယ်ဒီမှာတော့ကျွန်တော်တို့ဒီလိုင်ကူကြီးတွေကိုဝင်มาပဲဖြစ်ပါတယ်ဒီလိုင်ကူကြီးထဲမှာမွေတော့ရှိတယ်ပေါ့ဒါပေမဲ့ဟိုမွေရှိရဆိုအဲ့လိုဟိုမကောင်းတဲ့မွေမဟုတ်လို့ပြောတာပေါ့နော်အဲ့လိုမျိုးအရင်တော့ကတော့အဲ့လိုမျိုးပြောတာနေကြားဟုတ်ပါတယ်အဆောင်ရှောက်တွေပါရှိရလို့လည်းကျွန်တော်တို့ကကြားဟုတ်ပါတယ်အဲ့တော့ဒီလိုင်ကူကြီးတွေကိုဝင်သွားလိုက်ပြီဆိုလို့ရှိရင်တော့ကိုအောက်ထဲရောက်သွားရင်တော့သူကနည်းနည်းအေးတယ်ဗျဟိုလှိုင်ကူရဲ့ဟိုအောက်ထဲမှာပြင်းဦးနေတဲ့ရာသီဥတုကအေးပါလေဆိုလှိုင်ကူကဟိုအောက်ဒီနှစ်တယ်ပေါ့နော်အဲ့တော့အဲ့ထဲရောက်သွားပြီဆိုရင်တော့တော်လေးကိုမှအေးချမ်းချမ်းလေးရှိအဲ့တော့ကျွန်တော်တို့ဒီဘက်ဘေးမှာဆိုရင်လည်းသဘာဝအတိုင်းဖြစ်နေတဲ့ရေတွင်းလေးတွေရှိတယ်ပေါ့နော်ဒါကတော့သဘာဝအတိုင်းတွေ့မြင်ရတဲ့ရေတွင်းလေးပါတူထတာတော့မဟုတ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်စိန်စမ်းရည်တွေပါကြီးလည်းရှိရပါတော့ကျွန်တော်တို့ဒီဘက်အတွင်းထဲကိုဆက်ပြီးတော့ဝင်သွားမယ်ဆိုလို့ရှိရင်လည်းဒီအောက်မှာဆိုလို့ရှိရင်လှိုင်ကူထဲမှာဆိုလို့ရှိရင်လည်းဖျားတွေအများကြီးရှိပါတယ်ဒီဘက်ဖျားရဲ့ဒီဘက်ဘေးမှာကျွန်တော်ဒီလှိုင်ကောင်းလေးတစ်ခုရှိရပါတော့ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်ဒါကတော့အပေါ်မြင်ကွင်းလေးဖြစ်ပါတယ်အပေါ်မှာဆိုလို့ရှိရင်လည်းသဘာဝအတိုင်းဖြစ်နေတဲ့ဒီလိုမျိုးလှိုင်ကောင်းကြောက်တုံးလေးရှိပါတယ်ဒါပေမဲ့ဒီထဲကိုတော့မဝင်နဲ့အဲ့အမကြီးဘေးကဒီလှိုင်ကောင်းလေးပေါ့နော်အဲ့ထဲကနေပြီးတော့တခါမွေထွက်လာဘူးတယ်ပေါ့နော်အဲ့ဒါကြောင့်မှားချင်တာတော့ဂူတွေလှိုင်းတွေတွေ့ရင်ရှောက်ပြီးတော့မဝင်ပါနဲ့ကလေးတွေကိုမစော်စီပါနဲ့ကျွန်တော်တို့ကတော့ပြန်ထွက်လာပြီပဲဖြစ်ပါတယ်အဲ့တော့အပေါ်မှာဘာတွေရှိလဲထပ်ပြီးတော့ကြည့်လိုက်ရအောင်ဘာတွေရှိလဲဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ဖြတ်သွားမယ်ဆိုလို့ရှိရင်တက်လာမယ်အဲ့တော့ဒီဘက်မှာဆိုဒန်နန်းတော်ဆိုပြီးတော့လည်းရှိရပါတော့ဒီဘက်မှာအမတော်တွေအကိုတော်တွေရဲ့နန်းလာအဲ့လိုမျိုးတော့ရှိပါတယ်ဒီမှာမတော့စောမွန်လာတော့ဘာလို့ပေါ့နော်အားပြီးရင်ကျွန်တော်တို့ဒီဘက်ကိုထပ်ပြီးတော့တက်သွားမယ်ဒီဘက်ကိုထပ်ပြီးတက်သွားမယ်ဆိုလို့ရှိရင်အပေါ်ကုန်းမြင့်လေးကိုနည်းနည်းလေးထပ်တက်မယ်ဆိုလို့ရှိရင်ဒီဘက်မှာလည်းဘာပို့အောင်လို့ဘာလို့ပေါ့နော်အဲ့ဒါမျိုးတွေရှိပါတယ်အဲဒီတော့ကျွန်တော်တို့ဒီအပေါ်မှာဒီတစ်ရိပ်ဝါတစ်ပင်ကြီးတွေရှိရိပ်အောင်မှာပေါ့နော်အေးရှမ်းရှမ်းလေးပဲအပေါ်ကိုဆက်ပြီးတက်သွားမယ်ဆိုလို့ရှိရင်ဘာတွေရှိမလဲကျွန်တော်တို့တူတူလိုက်ပြီးတော့ကြည့်လိုက်ပါအဲဒီတော့အပေါ်ကိုထပ်ပြီးတက်သွားမယ်ဆိုလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီမှာဖျားတွေဇေဒီတွေတဲထတွေရှိမယ်အပေါ်မှာဆိုလို့ရှိရင်ထပ်ပြီးရှိသေးတယ်เนาะကျွန်တော်တို့တူတူထပ်ပြီးတော့ကြည့်လိုက်ပါဒီမှာဆိုလို့ရှိရင်သဘာဝတရားတော်တော်လေးကိုမှလှပါတယ်သဘာဝအတိုင်းဖြစ်နေတဲ့ကြောက်တုံးတွေကြောက်ဆောင်တွေဒါမျိုးတွေပေါ့နော်သဘာဝအတိုင်းဖြစ်နေတဲ့သဘာဝဒီကြောက်တုံးကြောက်ဆောင်တွေတစ်ပင်နေရဆိုလို့ရှိရင်အေးမြပြီးတော့တော်တော်လေးကိုမှတာယာလှပါပါတယ်ဒီတစ်ပင်ကြီးတွေဆိုကြည့်လိုက်ပြအကြီးကြီးတွေโอเคအဲ့တော့ဒီမှာဆိုလို့ရှိရင်ဗာငွေဖျားဆိုလားရွှေဖျားငွေဖျားဗာဖျားအဲ့လိုမျိုးတွေပေါ့နော်ဒီဘက်ပေါ်မှာရှိရပါတော့အဲ့ဒါပြီးပြီဆိုရှင်ကျွန်တော်တို့ဒီအောက်မှာဆိုလို့ရှင်ဒီပေါ်မှာဆိုလို့ရှင်လည်းဒီဖျားကြီးရဆိုလို့ရှင်လည်းကျွန်တော်တို့မြင်ရတာတော်တော်လေးကိုမှဒီအောက်ကနေကြည့်ရင်ပို့ပြီးတော့တပ်ပယ်တယ်ပေါ့နော်ဒီတစ်ပင်တွေကြားတွေကနေပြီးတော့အဲ့တော့ဖျားကြီးရတော်တော်လေးကိုမှဒီလိုမျိုးတပ်ပယ်တယ်ပေါ့နော်ဒီနေရာလေးကိုသွားခြင်းတယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီနှိဖျားကိုသွားတဲ့လမ်းပေါ့နော်မြို့ဆောင်လမ်းအဲ့ဒီနှိဖျားလမ်းဘေးကြားကနေပြီးတော့အဲ့ဒီဝင်သွားလိုက်ပြီဆိုလို့ရှင်ရောက်ပါတယ်